အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့လေတငယ်ချင်းတွေနဲ့မြုပ်ထဲသွားပြီး GMTV နဲ့စာရုံပါဝကွန်ကမင်းသားမင်းသမီးတွေကိုတွေ့ဖို့သွားတာပဲဖြစ်ပါတယ်ရှင် GMTV ကိုသွားဖို့ဆိုရင် BTS Green Line Asok Station Exit 3မှာဆင်းပြီးဘေဘေချိုးလိုက်ရင်15မိနစ်လောက်ဆက်လျှောက်ရင်ရောက်ပါပြီရှင် GMTV ထဲဝင်ဖို့ဆိုရင် passport ပါမှပဲဝင်လို့ရပါတယ်လေးကတော့ passport မပါတော့ student ကနေရောရလာလို့မရဘူးပြောလို့ပြင်မှာပဲတငယ်ချင်းတွေကိုစောင့်ခဲ့ရပါတယ် GMTV ကနေဆိုင်ရန်ပေါ်ကောင်က World Fashion Trend ကိုသွားဖို့ဘောကနေဆိုင်ကလှမ်းကားစီးတာပဲဖြစ်ပါတယ်ကဲဆိုင်ရန်ပေါ်ကောင်ကိုရောက်ရှိလို့လာပါပြီအရင်အိုးဆုံးနနလေးကိုတွေ့တော့အရန်ရင်ခုန်ပါရှင်ဒီကဝန်အနေလေးနဲ့သူကဘယ်သူလဲဆိုပြီးတွဲမိနေတာဖြစ်မိုင်တပိကဖြစ်နေမှန်းတီတော့အရင်ပြောပါရရှင်သူကမြန်မာလိုနဲ့ကျေးဇူးတင်ပါတယ်လို့ပြောတော့ပီတီဖြစ်နေမိပါတယ်စန်တာလေးနဲ့လည်းတွေ့ခွင့်ရတော့ပြောပါရရှင်พี่ซันตาအရန်ကိုချစ်ဖို့ကောင်းပါရဲ့ရှင်နောက်ဆုံးတော့အရန်တွေ့ချင်ခဲ့တဲ့အမီနဲ့ဘော်နီလည်းတွေ့ခွင့်ရပါတယ်လူတွေကအရန်များတော့လူကြားထဲတိုးတူးဝယ်ရပါတယ်ရှင်พี่สกายพี่มิลพี่ปนနဲ့พี่โตကိုလည်းတွေ့ခွင့်ရပါတယ်ရှင်พี่บอยနဲ့လည်းတွေ့ခွင့်ရတော့အရန်ကိုချောပါတယ်ဒီနေ့ကတော့မမေ့နိုင်တဲ့နေ့လေးဖြစ်ပါတယ်ရှင်ဗီဒီယိုကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်